မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မအဆိုင်သမားတွေကဘာကြောင့်ဘယ်ဘက်ကိုစောင်းအိတ်တင်တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ညှပေးတော့ပါမယ်။ဆိုင် channel လေးကို subscribe လုပ်ရတဲ့ရင်လည်းလုပ်ပေးတော့ပါအောင်ရှင်။ဆိုင်သမားတွေဒီဘယ်ဘက်ကိုစောင်းအိတ်မှသာလျှင်ကျမတို့ခံစားနေရတဲ့ဝေဒနာတွေကအများကြီးသက်သာမှာပါ။ကျမတို့ရဲ့အဆိုင်ကဂျေရှိတ်ပုံသဏ္ဍာန်လေးရှိရပေါ့နော်။အဲ့တော့ကျမတို့တွေကညဘက်မှာဘယ်ဘက်ကိုစောင်းအိတ်မယ်ဆိုလို့ရှိရင်အထူးသဖြင့်ကျမတို့ခံစားရတဲ့ acid ပြန်ယောဂါပေါ့နော်။ GRD လို့ခေါ်တဲ့ acid ပြန်ယောဂါကအများကြီးသက်သာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ကဘယ်ဘက်ကိုစောင်းအိတ်လိုက်တဲ့အခါမှာကျမတို့ရဲ့ acid ကပေါ့နော်။အဆိုင်ရဲ့ acid ကအောက်ခြေမှာသွားထိုင်နေတဲ့အတွက်အပေါ်ကို acid ပြန်တာမျိုးတွေမရှိတော့ဘူးပေါ့နော်။အဲ့အတွက်ကျမတို့ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်အကယ်၍ကိုတွေကညာဘက်ကိုသာစောင်းပြီးအိတ်ခဲ့မယ်ဆိုလို့ရှိရင် acid တွေကဒီအစာရင်းမျိုးပြုံကနေပေါ့နော်အပေါ်ကိုပြန်ပြီးတော့တက်လာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ညဘက်မှာလေချောင်းမှာချောင်းဆိုးတာတို့လေချောင်းတွေရားလာတာတို့ရင်းနေပူလာတာတို့အဲ့ဒါမျိုးတွေခံစားရတယ်ပေါ့နော်နောက်တစ်ခါကျသွားတွေကျင်တာတွေပါးစပ်ထဲမှာချင်းတာတွေခါတာတွေဒါမျိုးတွေခံစားရတာပေါ့နော်ဆိုတော့အဲ့ဒါတွေကိုမခံစားရဖို့အတွက်ဆိုလို့ရှိရင်ကျမတို့အနေနဲ့ကဘယ်ဘက်ကိုအထူးသဖြင့်စောင်းအိတ်ရမယ်ပေါ့နော်ဒါပေမဲ့လည်းလူဆိုတဲ့သဘောတဘာဝကကျမတို့တွေကအမြဲတမ်းတညလုံးကြီးဘယ်ဘက်ကိုစောင်းအိတ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးပေါ့နော်တချို့ကျတော့လည်းတစ်ဖက်ထဲမှာအကြာကြီးငြိမ်ပြီးတော့အိတ်နိုင်တဲ့လူတွေရှိကြတယ်ကျမလိုမျိုးတစ်ဖက်ထဲဟိုဘယ်ဘက်ပေါ့ဘယ်ဘက်ပဲဖြစ်ညာဘက်ပဲဖြစ်ဖြစ်ပတ်လက်ပဲဖြစ်ဖြစ်တနေရာထဲမှာအကြာကြီးမအိတ်နိုင်တဲ့လူမျိုးဆိုလို့ရှိရင်တော့တော်တော်လေးဒုက္ခရောက်ပါတယ်အဲ့တော့နည်းနည်းလေးတော့ကျမတို့လည်းကျင့်ယူရတာပေါ့နော်အခုဆိုလို့ရှိရင်ကျမလည်းနည်းနည်းလေးကျင့်သားရလာပြီလို့တော့ပြောလို့ရပါတယ်ဘယ်ဘက်ကိုတော်တော်လေးစောင်းအိတ်နိုင်နေပြီပေါ့နော်ဆိုတော့စောင်းအိတ်တဲ့အခါမှာအစာချေစနစ်ကိုအများကြီးအထောက်အကူပြုစေနိုင်တယ်အဲ့တော့ကျမတို့အစာအိတ်တစ်ခုတည်းတင်မဟုတ်ဘဲနဲ့ဥမာ pancreas ပေါ့နော်မုတ်ချိုအိတ်လို pancreas ကလည်းအစာချေအန်ဇိုင်းတွေကိုထုတ်ပေးတဲ့အတွက်ကြောင့်မို့လို့သူ့အလုပ်လုပ်တဲ့အခါမှာအများကြီးအထောက်အကူပြုစေပါတယ်ဒါကြောင့်မို့လို့ဘယ်ဘက်ကိုစောင်းအိတ်ရခြင်းကအစာအိတ်တစ်မျိုးတည်းမဟုတ်ဘဲနဲ့အခြားသော organs လေးတွေကိုပါအထောက်အကူအများကြီးပြုစေနိုင်ပါတယ်ဘယ်ဘက်ကိုစောင်းအိတ်တဲ့အခါမှာ GRD သမားတွေမဟုတ်ဘဲနဲ့ IBS သမားတွေပေါ့နော်ဝမ်းချုပ်တာသမားတွေအတွက်လည်းအများကြီးထောက်ကူပြုစေပါတယ်GRD တမျိုးတည်းတွေမဟုတ်ဘဲနဲ့အခြားသောအဆိုင်ယောဂါတွေကလည်းအမျိုးမျိုးရှိရပေါ့နော်ဥပမာဆိုင်ရောင်တာပဲဖြစ်ဖြစ်ရင်ပြည့်ရင်ကဲဖြစ်တာပဲဖြစ်ဖြစ်မအီမသာဖြစ်တာပဲဖြစ်ဖြစ်အမျိုးမျိုးပေါ့နော်ဘလို့အကြောင်းအရာပဲမဆိုကျွန်တော်တို့ကဘယ်ဘက်ကိုသာစောင်းအိတ်လိုက်မယ်ဆိုလို့ရှိရင်အစာချေစနစ်ကိုလည်းကောင်းမွန်သွားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဒီခံစားရတဲ့လက္ခဏာလေးတွေအများကြီးသက်သာသွားမှာပေါ့နော်ဒါကြောင့်မို့လို့ဘယ်ဘက်ကိုမကြာခဏစောင်းအိတ်ပါလို့ပဲကျွန်မကတော့အကြံပြုချင်ပါတယ်နောက်တစ်ချက်ကျတော့သွေးလည်ပတ်မှုကိုလည်းပို့ပြီးတော့ကောင်းမွန်စေပါတယ်နှလုံးဟာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ဘယ်ဘက်မှာများများလေးပို့ပြီးတော့တည်ရှိနေတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကဘယ်ဘက်ကိုသာစောင်းပြီးအိတ်လိုက်မယ်ဆိုလို့ရှိရင်နှလုံးအပေါ်မှာကြာရမယ်ဒီ PR ပေါ့နော် pressure ကလျော့သွားတယ်အဲ့အတွက်ကြောင့်မို့လို့သွေးလည်ပတ်မှုကိုပို့ပြီးတော့ကောင်းမွန်စေတယ်ပေါ့နော်အကယ်၍များကျွန်တော်တို့ကညာဘက်ကိုစောင်းအိတ်လိုက်မယ်ဆိုလို့ရှိရင်နှလုံးအပေါ်မှာ PR လေးကပို့သွားပြီးတော့သွေးလည်ပတ်မှုပေါ်မှာထိရောက်မှုကနည်းနည်းလေးလျော့သွားစေနိုင်တယ်ပေါ့နော်ကျမတို့လူတွေကညဘက်မှာအချိန်အကြာကြီးအိပ်ရတယ်ပေါ့နော်အဲ့တော့အဲ့ချိန်မှာလည်းတတောင့်တတာမရှိဘူးဆိုလို့ရှိရင်ကျမတို့ရဲ့ကျန်းမာရေးကိုအများကြီးဆိုးဝါးနိုင်ပါတယ်အဲ့တော့အိပ်တဲ့အခါမှာ position တွေကအရန်ကိုအရေးကြီးပါတယ်ကိုအိပ်တဲ့ position မှာမူတည်ပြီးတော့ဘယ်ယောဂါတွေကိုတော့သက်သာစေတယ်ဘယ် organs လေးတွေကိုအထောက်အကူပြုစေတယ်ဆိုပြီးတော့ရှိတယ်ပေါ့နော်ဆိုတော့ကျမတို့တွေကညအိပ်တဲ့အချိန်မှာ position ကိုတည်တည်ချာချာလေးအိပ်ဖို့လိုအပ်ပါတယ်အဲ့တော့အဆိုင်သမားတွေအနေနဲ့ကောင်းမွန်စွာအိပ်ပျော်စေနိုင်ဖို့အတွက် tips လေးတွေကဘယ်ဘက်ကိုစောင်းအိပ်ပါနောက်တစ်ချက်ကကြတော့အိပ်တဲ့အခါမှာခေါင်းအုံးကို6လက်မနဲ့8လက်မလောက်လေးနည်းနည်းလေးမြင့်ပြီးတော့အိပ်ပါအဓိကတော့ကျမတို့အဆိုင်တက်6လက်မ8လက်မလောက်လေးမြင့်နေရပြီပေါ့နော်ခေါင်းကြီးအရင်မြင့်စေရမလိုပါဘူးခေါင်းအရင်မြင့်ပြီးတော့အိပ်တဲ့အခါကျရင်လည်းဘာတွေဖြစ်လာလဲဆိုတော့ကျမတို့ဇက်ကြီးပေါင်းတွေဘာတွေဖြစ်လာနိုင်တယ်ပေါ့နော်ဇက်နာလာတွေဖြစ်လာနိုင်တဲ့အတွက်6လက်မ8လက်မလောက်လေးမြင့်ထားရင်ကိုအဆင်ပြေပါတယ်နံပါတ်3တစ်ချက်ကကြတော့ကျမတို့အစာစားပြီးတဲ့အချိန်မှာ2နာရီ3နာရီလောက်ကြာမှပဲလှဲတာအိပ်တာတွေလုပ်ပါချက်ချင်းလှဲလိုက်တာမျိုးမလုပ်နဲ့ပေါ့နော်အဲ့ဒါမှလည်းကျမတို့အစာချေစနစ်တွေကိုကောင်းမွန်စေပြီးတော့ညဘက်မှာကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပါတယ်ကျမတို့ဆိုင်သမားတွေကအစားအသောက်တစ်ခုတည်းစင်ကြင်နေုံနဲ့မရဘူးဆေးဝါးတွေသုံးစွဲနေုံနဲ့မရပါဘူးအနေအထိုင်ကလည်းအများကြီးတက်ရောက်မှုရှိပါတယ်ဒါကြောင့်မို့လို့ကိုနေ့စဉ်စားတောက်နေတဲ့အစားအသောက်ရောနေ့စဉ်ပြုတ်မှုနေတဲ့အနေထိုင်နေရောကိုပါဆင်ကျင်လိုက်မယ်ဆိုလို့ရှိရင်တော့စေးတောက်စရာမလိုဘဲနဲ့ကျမတို့တွေတက်တာလာမှာပါကျမကိုတွေ့ပါနော်ဒါကြောင့်မို့လို့ကျမရဲ့ကိုလေးနဲ့ရင်းပြီးတော့မျှဝေပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကြားလေးလည်းလူကြည့်ကြပါလို့ပြောချင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်ကျမသောနေ့ရက်လေးကိုပဲဆက်နေကြပါစီရှင် bye bye ကျမရဲ့ channel လေးကတော့ကျမမှာနေ့စဉ်နေထိုင်မှုဘဝလေးတွေနဲ့ကျမရဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးနေတဲ့ channel ဖြစ်ပါတယ်ကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ like and share လေးတွေလုပ်ပေးတော့ကြပါဦးရှင်အပတ်စဉ်အင်္ဂါနေ့နဲ့တောက်ကြနေ့ကျမစံတော်ချိန်ည9:00နာရီမှာတင်ဆက်ပေးနေပါတယ်နော်